တို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကားပြောသွားမှာတော့မိုင်ဒီဟတ်စော်မြောက်ဆိုတဲ့လူတွေအတွက်ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အခုချိန်မှာမိုင်ဒီဟတ်တော်များများကစော်မြောက်ဖြစ်နေပါတယ်ပြီးတော့မနေ့ကရတဲ့အတိုင်းလည်းကက်တွေကိုဟတ်စော်ရဲ့ကက်တွေလိုက်ဘန်းနေအောင်တွေ့ရတဲ့အခုချိန်ဒီလည်းဘန်းနေတော့မယ်အဲအကြောင်းမလို့မိုင်ဒီဟတ်စော်ရင်တော့သတိထားဖို့တော့ပြောချင်ပါတယ်ကျွန်တော်အခုပြောမှာကတော့မိ ID အနဲ့ကျွန်တော်လုပ်ပြမှာပဲဖြစ်ပါတယ်ကျွန်တော် software ကိုတော့ကျွန်တော် Telegram channel မှာတင်ပေးထားမှာဖြစ်ပါတယ် Telegram link ကိုတော့ကျွန်တော် YouTube ရဲ့ description မှာချပေးထားမယ်နော်ကျွန်တော်ဒီ app လေးကိုသွားတောင်းလိုက်ပါဒါကတော့ upgrade အသစ်မဟုတ်ပါဘူးဒီ version နဲ့ ဆော့မှာတာဆော့ရတာအဆင်ပြေမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ app လေးဖြစ်ပါတယ်ကျွန်တော် app ထဲကိုဝင်လိုက်မယ်ဒီမှာကျွန်တော်ဒီမှာ upgrade လို့ပေါ်နေတယ်ကျွန်တော် upgrade ဒီမပေးရအောင်တော့ဒီတိုင်းပဲဒီ app တိုင်းပဲဆော့ရမှာဖြစ်ပါတယ်ကျွန်တော် software ထောင်းပြီးသွားပြီဆိုရင်ဒီတိုင်းဆော့လို့မရဘူးဖြစ်ပါတယ်ဒီတိုင်းဆော့ရင်တော့ auto ဆော့မှာမဟုတ်ပါဘူးအဲ့တော့ဒီဘက်ကအဆက်34ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော် setting ဆိုတာလေးရှိတယ် setting တွေကိုနှိပ်လိုက်ဒီမှာ advanced setting ဆိုပြီးတော့လည်းရှိအဲ့ဒီ setting ကိုသွားလိုက်မယ်ကျွန်တော်တို့ဒီမှာauto play ဆိုတဲ့ဟာပိတ်နေတာအဲ့ဒါပိတ်နေတော့ auto ပြတ်မှာမဟုတ်ဘူးပုံမှန်ငကိုတိုင်းဖိုင်ဒီထဲမှာဆော့တယ်လို့ပဲပုံမှန်နေမဲသွားနေမှာအဲ့ဒါကိုဖွင့်ပြမှရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖွင့်လိုက်မယ်ဒါဆိုတော့ရှားကြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဖိုင်ဒီထဲကိုသွားမယ် practice ပြန်ထွက်အောက်ကနေစပြန်အောက်မှာ gain ရှိအဲ့ထဲကိုဝင်ရမှာပဲဖြစ်ပါတယ်ဒီ software ဝင်ရတာမြန်တယ်နော်ဒီ software ခဏလေးစောင့်ပြလိုက်ပါလိုင်းကောင်းရင်တော့ဝင်ရတာမြန်တယ် software အေးဘာညာတော့မတက်ဘူးဒါဆိုတော့ရပြီဘာမှလည်းမလဲဘူးဒီမှာဆိုရင်အပေါ်ကအဲ့ဒါကျွန်တော်တို့တခြား software ဆိုတက်မှာပေါ့ဒါဆိုအခုဆိုတန်းပေါ်တယ်ကျွန်တော် ဆော့တော့မပြရဘူးကျွန်တော်ကမနေ့တော့အဖမ်းခံထားလို့ကျွန်တော်ပြရတဲ့အတိုင်းဆော့ပါကျွန်တော်ဒီ software တော့ကျွန်တော် Telegram မှာပဲသွားထောင်းလိုက်ပါနော်ဒါဆိုတော့အားလုံးအဆင်ပြေပါတယ်